တော်တော်ကဘာဖလားမပြောနဲ့ final မှာမရောက်ဘူးလို့ပြောချင်တဲ့လူတွေပေါ့နော်တီဗီလိုစောင့်ကြည့်ပြီးမှဝေဖန်လို့ကျွန်တော်ပြောချင်ပါတယ်ဗျအာဂျင်တီးနားဟာမက်ဆီမရှိခင်ကကမ္ဘာ့မှာချန်ပီယံဖြစ်ခဲ့ဘူးတဲ့ထိပ်သီးတင်းကြီးဖြစ်ပေမဲ့ပေါ်တူဂီကတော့ရယ်ဒိုမရှိခင်တုန်းကကမ္ဘာဖလားမှာခြေစစ်ပွဲအောင်ဖို့တင်အသေးအံရုန်းကန်နေရတဲ့တာမန်အသင်းလေးပဲဖြစ်ပါတယ်။တမိုင်းကိုပြန်လည်ကြည့်ရယ်ဒိုမပေါ်ခင်အထိပေါ်တူဂီတင်းဟာကမ္ဘာဖလားတမိုင်းတစ်လျှောက်မှာ3ချိန်ပဲခြေစစ်ပွဲအောင်မှုပြီးတော့ခြေစစ်ပွဲစင်းနဲ့ကျင်းနေခဲ့ရတဲ့အသင်းလေးပါ။ဥရောပဖလားမှာဆိုရင်လည်းအမြဲတမ်းလူရမသွင်းခံရတဲ့အနေအထားဖြစ်ပါတယ်။ဒါပေမဲ့ရန်ဒိုစကစားတဲ့အချိန်ကစလို့အဲ့ဒီနိုင်ငံရဲ့ဘောလုံးတမိုင်းကြောင်းတစ်ခုလုံးကိုဒိန်းကနေမြေလံပြောင်းလဲသွားခဲ့ရပါတယ်။ရန်ဒိုရဲ့ပြင်းပြရဲ့နိုင်လို့စိတ်နဲ့ကြောက်စရာကောင်းတဲ့အချိန်ဝါကြောင့်ပဲပေါ်တူဂီတင်းဟာသူရှိတဲ့တဲ့တစ်လျှောက်လုံးမှာကမ္ဘာဖလားပြိုင်ပွဲတိုင်းကိုပုံမှန်ခြေစစ်ပွဲအောင်ပြီးတော့တက်ရောက်နိုင်ခဲ့ပါတယ်။ဒါရင်မကလေးပဲတနိုင်ငံလုံးမှာတပိုင်းမှာလုံးဝများရှိဘူးသေးတဲ့ယူရိုဖလားချန်ပီယံ National ဖလားဆုကြီးတွေကိုပါပေါ်တူဂီမြေတီတည်ဆောင်ပေးခဲ့တာပါ။အသင်းကြီးအင်အားတောက်တင်းလို့ဖလားရတာမျိုးမဟုတ်ဘဲနဲ့ရန်ဒိုဆိုတဲ့လူတစ်ယောက်တည်းရဲ့ခေါင်းဆောင်မှုနဲ့အချိန်ဝါကပေါ်တူဂီကိုကမ္ဘာထိပ်တန်းဆင်းရောက်ဆွတ်တင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီနေရာမှာအာဂျင်တီးနားနဲ့ရှင်ချင်းပို့ပြီးတော့ထင်ရှားပါတယ်။အာဂျင်တီးနားမှာကမာရာဒိုနာတို့လိုဒန်နာအီဒီနဲ့ချန်ပီယံဒီယန်ရဲ့အဆင့်နဲ့ရှိနေပြီးသားဖြစ်လို့မက်ဆီတို့အများကြီးတက်တာခဲ့ပေမဲ့ရန်ဒိုကတော့ပေါ်တူဂီတို့ချန်ပီယံဒီယန်ကိုအောက်ခြေကနေပြင်ပန်းခံပြီးတော့တည်ဆောက်ပေးခဲ့ရတာပါ။ဘာသမိုင်းကြောင့်မှမရှိတဲ့နိုင်ငံငယ်လေးကိုကမ္ဘာထိပ်သီးတင်းတွေကတွန်းထုတ်သွားရတဲ့အထိရောက်ပေါ်ပေါ်ပေးခဲ့တဲ့သူ့ရဲ့လုပ်ရကပို့ပြီးတော့အောင်ဖို့ကောင်းပါတယ်။ဒါကြောင့်မို့လို့အဆင့်မရှိတဲ့အသင်းကိုကမ္ဘာအဆင့်ထိရောက်တော့အဆဆရပြောင်းလဲပေးခဲ့တဲ့ရန်ဒိုကအနာဂတ်မှာကမ္ဘာကသတ်မှတ်ပဲစစ်မှန်တဲ့ဂုဏ်စီဖြစ်လာပါလိမ့်မယ်အခုဒီသူ့ကြောင့်မသိဘဲနဲ့ဝေဖန်ရကောင်တော့မင်းကတော့ချီးစားတဲ့အုံထောက်လို့ပြောချင်ပါတယ်ဗောနော်ဇူး